ဇရိုကလက်ထဲမှာဓာတ်တစ်ချောင်းမှမရှိတော့တာတောင်ဇွဲမလျှော့သေးလို့မစ္စတာဝမ်လည်းစပါဘရိတ်နဲ့အပိုင်းပိုင်းလှီးပြီးအဆုံးသတ်ပေးလိုက်ပါတယ်လူသားတယောက်ဖို့အဲ့နေရာမှာလည်းခေါင်းတစ်ခြားကိုယ်တစ်ခြားနံပါတ်ကူးသွားနိုင်နေတယ်လူဖီကိုအာရိုဘာနာမှာပြန်တွေ့မယ်လို့ခရီးပေးထားတဲ့ဇရိုဖြစ်နေရကြောင်းသွေးအလင်းလေးနဲ့နောက်မှမတက်ရက်နေသေးတာကိုမစ္စတာဝမ်လည်းမြင်လိုက်ရပြီးဇရိုကသူ့အပေါ်ပြုတ်ကျလာတဲ့ကြောက်တုံးတွေကိုရှောင်ခဲတာမဟုတ်ဘဲနဲ့ကြောက်တုံးတွေပြုတ်ကျမဲ့နေရာကိုထူးဆန်းစွာပဲသူ့စိတ်ထဲကနေကြိုသိနေကြတာမှသတိထားမိသွားပါတယ်အဲ့ဒါအပြင်သူ့ဓာတ်တစ်ချောင်းနဲ့ကြောက်တုံးအောက်မှာပြီးနေရလို့စိတ်ထဲကနေခန်းစားမိတဲ့အတိုင်းအဲ့နေရာမှာတကယ်ပဲရှိနေပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်ရေးနဲ့ကိုယ့်ရဲ့နှလုံးခုန်တဲ့စီးချက်ကိုတောင်ရှင်းရှင်းလင်းလင်းပြန်ကြားနေရတဲ့အဲ့ဒီခန်းစားချက်မျိုးအရင်ကလည်းခဏခဏကြုံမှုတာကိုအမှတ်ရသွားခဲ့ပါတယ်ကြောက်တုံးတွေပြုတ်ကျလာတဲ့အချိန်သူ့အာယုံထဲမှာအတိုင်းသားခန်းစားမိနေတဲ့စီးချက်တစ်ပင်တွေမြေစီမြေနစ်တွေရဲ့အသေးစိတ်ကြလုံးနဲ့စီးချက်တိုင်းတစ်ခုချင်းစီကိုဇရိုကအနှေးပြားခွက်နဲ့မြင်ရတယ်လို့ခန်းစားမိနေရကြောင်းအဲ့လိုအရာဝတ္ထုတစ်ခုချင်းစီကိုစိတ်ထဲမှာခွဲခြားသိမြင်ပြီးကိုပိုင်းဖြတ်ချင်တဲ့အရာကိုပဲတိတိကျကျထိခိုက်အောင်လုပ်နိုင်တာကသူ့ဆရာပြောခဲ့တဲ့စစ်မှန်တဲ့ဓာတ်ဆွမ်းရည်ဆိုတာကိုဇရိုလည်းနားလည်သွားခဲ့ပါတယ်ဇရိုရဲ့လက်ရှိအာယုံထဲမှာသူခုတ်ပိုင်းခြင်းနဲ့တန်မဏိရဲ့စီးချက်ကိုလည်းကြားနေရတာကြောင့်သူပိုင်းခြင်းစိတ်မရှိတဲ့တခြားအရာတွေကိုလုံးဝမထိခိုက်တော့ပဲသူသာစံနှန်းရှိမယ်ဆိုရင်ဘယ်အရာကိုမဆိုအတားအရာပြတ်တောက်သွားအောင်လုပ်နိုင်တယ်ဆိုတာဇရိုကသတိထားမိသွားပါတယ်အဲ့ဒါကြောင့်ထပ်ပြီးခုခံတာမျိုးမလုပ်တော့ဘဲနဲ့သူ့စီတိုးဝင်လာတဲ့မစ္စတာဝမ်ကိုဓာတ်တစ်ချောင်းစတိုင် draw line 用 sound ချင်းသေးတန်စီနဲ့တစ်ချက်ပဲတိုင်းပြလိုက်ပါတယ်我们这辈老在脖子上喜欢挂鱼牌，香炉供台上摆，长大才开白花牌，虔诚拜三拜，钱包里面都几百。